မင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်တို့မြန်မာတက္ကရာနှစ်တစ်ထဲကိုရောက်ရှိတော့မှာဖြစ်ပါတယ်နှစ်တစ်မှာဘာတွေထူးခြားလာမလဲကိုယ့်ရဲ့နေနံအလိုက်ဘလို့ကန်ကြမာတွေအလဲပြောင်းရှိမလဲဆိုတာလူတိုင်းသိချင်နေကြမှာပါဒီကနေ့ဗီဒီယိုမှာတော့မြန်မာနှစ်တစ်အတွင်းနေနံအလိုက်ထူးခြားချက်တွေနဲ့ကန်မြင့်တင်နည်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေကဩဇာအာဏာတက်ခြင်းအကြီးအကဲတို့ဤချီးမြှောက်ခြင်းခံရခြင်းတွေဖြစ်လာနိုင်ပါတယ်ရရအနေနဲ့တနင်္ဂနွေနေ့နနက်ထွင်အုံဒီဆွန်းကလူပါအနီရောင်အဝတ်အစားဝတ်ဆင်ပါတနင်္လာသားသမီးများအတွက်နှစ်တစ်မှာစိတ်ကူးတစ်များအောင်မြင်ခြင်းငွေကြေးစည်းဝယ်မှုလမ်းကြောင်းတစ်ပေါ်ပေါက်ခြင်းတွေဖြစ်လာနိုင်ပါတယ်ကံမြင့်ရတဲ့အတွက်ကံကော်ပန်းလူတဲမှာအဖြူရောင်သို့မဟုတ်ပလဲရောင်ကိုအသုံးပြုသင့်ပါတယ်အင်္ဂါသားသမီးတွေကခရီးဝေးသွားရခြင်းနေရာတစ်ရရှိခြင်းစိန်ဖော်မှုကြားမှာအောင်မြင်မှုရခြင်းတွေဖြစ်လာနိုင်ပါတယ်ပိုအစဉ်ဖြစ်ဖို့ဖျားကိုဇီးယိုသို့မဟုတ်အချိုပွေးညားလူထဲမှာရဲညင်ပေါ်ပန်းရောင်ကိုအားပြုသုံးပါဗုဒ္ဓဟူရာဟုသားသမီးတွေကဆက်သွေးရေးနည်းပညာနဲ့စာချုပ်စာတမ်းကိစ္စများအောင်မြင်ခြင်းတွေဖြစ်လာနိုင်ပါတယ်ကံမြင့်အနာကရွက်လာပန်းလူတန်းမှာအစိမ်းရောင်ကိုဝစ်ဆင်ခြင်းဖြင့်ကံပွင့်စေပါတယ်ခင်ဗျဂျာတာပရိသားသမီးများအကကတော့ဘာသာရေးကုသိုလ်ရေးအကျိုးပေးခြင်းပညာရဲ့အသက်များတက်မြောက်ခြင်းတွေဖြစ်လာနိုင်ပါတယ်ကံမြင့်ညာအထက်စီမီပူဇော်ပါအဝါရောင်သို့မဟုတ်ရွှေရောင်ကိုအသုံးပြုရန်လိုအပ်ပါတယ်။တောက်ကြသားသမီးများအတက်ကတော့အချစ်ရေးနဲ့လူမှုရေးကန်ထူးခြင်းအဖို့တန်လက်ဆောင်များရရှိတတ်ခြင်းများရှိပါတယ်။ကံမြင့်ညာအထက်တပြေးပန်းလူတန်းပါအပြာနုရောင်ဝတ်ဆင်ခြင်းကစိတ်ချမ်းသာမှုပေးပါလိမ့်မယ်။စနေသားသမီးများအထက်ထူးခြားချက်ကအိမ်ချမ်းမြေလုပ်ငန်းဟောင်းများမှာအကျိုးအမြတ်ပြန်ရခြင်းနဲ့တည်ငြိမ်မှုရှိလာခြင်းတွေရှိပါတယ်။ကံမြင့်ညာအထက်ထီးဖြူလူတန်းပါခရမ်းရောင်ကိုအားပြုပြီးအလုပ်လုပ်ပါခင်ဗျာ။ကဲအခုဆိုရင်မိမိတို့ရဲ့နေနံအလိုက်ထူးခြားချက်တွေကိုသိရှိသွားပြီလို့ယုံကြည်ပါတယ်။နှစ်သက်မှာအားလုံးပဲစိတ်သက်လူတဲ့နဲ့အောင်မြင်မှုတွေစုခူးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘေးရင်တုတနဲ့ဘဟုတုတတွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။အားလုံးပဲနှစ်သက်မှာမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။